ဒီဇက်တော်နဲ့ပတ်သက်ပြီးတော့လေရီပန္တိတဥမောင်ကြီးကလည်းသူ့ရဲ့စာနကြနီတိကျမ်းမှာဘယ်လိုရေးသားခဲ့တယ်လဲဆိုလို့ရှိရင်ဥဇောမကံဥပါယေနနေတဘောဘူမိဘောတတံဝိညုနာမန္တိနာတေနာရထေစိမာနိနတရေဝိညုနာတိုင်းပြည်မူကြည်ရှုမျောမြင်ပညာရှင်ဖြစ်သောမန္တိနာမူမတ်သည်ဘူမိဘောမြေဆောင်တနေပြည့်ရှင်မင်းကိုဥပါယေနနီလံဥပပရိယအမျိုးမျိုးဖြင့်ဥဇောမကံဖြောင်းမှန်မှန်ကန်သောလမ်းသောတရာခါကသိနေတဘောသွေးဆောင်အပ်၏ဒေနာတို့သို့လမ်းပြောင်းမောင်းသွေးဆောင်ခြင်းကြောင့်ရထေတိုင်းနိုင်ငံ၌စိမာတိမဖြောင်းမတရားလမ်းမှလမ်းကောက်ဟုသမျှတို့သည်နတရေနတံဒီပျက်စီးရှင်းလင်းလေကုန်၏ဆိုလိုရင်းအဓိပ္ပာယ်ကတော့ပညာမျောမြင်တဲ့ပြည့်စုံတဲ့မူမတ်တွေဟာပြည့်ရှင်မင်းကိုလမ်းမှန်လမ်းဖြောင်းသို့ရောက်အောင်တဲ့ကောင်းမွန်တဲ့ပရိယေဥပေတံမြင်ဒီဟုသောနီလန်းဖြင့်အခါခတ်သိသွေးဆောင်ဖြားရောက်အပ်ပါတယ်အဲဒီလိုမူကောင်းမကောင်းတို့ရဲ့ဖြားရောက်သွေးဆောင်မှုကြောင့်တိုင်းနိုင်ငံအတွင်းမှာမောက်မောက်မှန်မှန်မတရားတဲ့လမ်းကောက်လမ်းကွေ့လမ်းမားတွေလွင်ပါပျောက်ပြေပြီးတော့ဖြောင်းမှန်မှန်ကန်တဲ့တရားလမ်းမှန်တို့သာလျှင်ထွန်းကား၍တိုင်းပြည်နိုင်ငံဝါပြောသားရခြင်းဖြစ်လာလိမ့်မယ်ဒီကဒါလေးကဒါကိုဆိုလိုပါကျေဝံတိမြင်ပညာရှင်ဟုအကျဉ်မူမှန်ဖြစ်တော်လက်ကမင်းမြတ်တရားလမ်းမအောင်ဖြာဖြာရောင်ရောင်ဥပေကောင်းဖြင့်ကြိုးကြောင်းလျှောက်တွင်သွေးငယ်ဆောင်ပင့်ပြုလေသည်အရှိစီဝါမမဆောင်လန်းကြောင်းဖြောင်းစင်းဖြစ်တော်လျင်သောမင်းနှင့်တိုင်းသူကြည်ပြူချမ်းမြမေတ္တာငှား၍ကပ္ပချမ်းသာတိုးပွားကလျင်သမ္မာနကောင်းနှစ်ထောင်းဝမ်းမြောက်ကူဆောက်လျှောက်သည်ပဲကောက်သည်နှံပုံရင်သည်သာသမီမကောင်းမိဘကောင်းတပိမကောင်းဆရာကောင်းမင်းဆိုမကောင်းမူမကောင်းဆိုတဲ့ရှေးလူကြီးတို့ရဲ့စကားအတိုင်းပဲတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေတရားပြည့်ရင်းလို့ရှိရင်မူမတ်တို့ဒီခေါင်းပေါ်မှာအပြစ်ကြတယ်ကျိုးကြောင်မြောင်နေတဲ့ပညာရှင်မူမတ်များမရှိ၍သာမင်းဆိုရာစာပျက်စီးမှောက်မှားရတယ်ပညာရှင်မူမတ်များရှိပင်ရှိလေကစားအရှောက်အထမ်းမတက်ဘူးဆိုလို့ရှိရင်လည်းပဲမူမတ်တို့ရဲ့ဥပဒံမြင်မကြံစီတတ်ရတာမင်းဆိုရာသာမှောက်မှားသည်လို့ပြောဆိုလေရှိကြပါမူမတ်ဆိုဒီမှာမင်းရဲ့အတိုင်ပင်ကပုဂ္ဂိုလ်များပြည့်ရှင်မင်းအားလမ်းမှတင်းဆောင်ခြင်းမရှိစေဘဲနဲ့တက်မတ်စွာနီလန်ညွန်ပြတဲ့ပုဂ္ဂိုလ်များတိုင်းရေးပြည်မှုကိုကြည်ရှုကြည်မှုပြီးတော့အုပ်ချုပ်စီမံရတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်မူမတ်ကောင်းတို့ရဲ့သဘောဟာကျိုးကြောင်းဖော်ပြကရံဖာရံခါတက်ရိုက်လျှောက်ထားပြီးတော့တိုင်းပြည်နဲ့မဆန့်ကျင်အောင်ပြုလုပ်ရတယ်ယံဘာယကမှာဝေဝုတ်ပရိယေဥပေတံမြင်ဤမျိုးဖြင့်လျှောက်ထားပြီးတော့တိုင်းပြည်နဲ့မဆန့်ကျင်အောင်သွေးဆောင်ပြုလုပ်ရတယ်ယံဘာယကမှာမျက်မြင်တတ်သည်ကိုပြုပြီးတော့ဘယင်မင်းမြတ်တတိယအောင်ပြုလုပ်ပေးရတယ်ထိုပညာရှိမူမတ်တို့ရဲ့လျှောက်တင်ချက်အတိုင်းလိုက်နာပြုကျင့်တဲ့မင်းတွေဟာမိမိတို့စိုးပိုင်တဲ့နိုင်ငံသူနိုင်ငံသားတို့ရဲ့အကြည်ညိုကိုခံရပြီးတော့မင်းတို့ရဲ့စည်းစိမ်ချမ်းသာကိုလည်းပဲအေးချမ်းချမ်းငြိမ်းချမ်းလာဆိုဒုက္ခရှိရှိနဲ့ခံစားနိုင်ကြပါအဲဒီလိုမှမဟုတ်ဘဲနဲ့ပညာရှိမူမတ်တို့ရဲ့စကားကိုရှောင်ကျဉ်ဖယ်ကျဉ်ပြီးတော့ထင်တိုင်းပြုလို့စိုးအုပ်မယ်ဆိုလို့ရှိရင်နိုင်ငံနဲ့မင်းအချင်းချင်းဆန့်ကျင်ပြီးတော့ပူပင်လှစွာဗျာပါဒမိရှိန်နဲ့
စီးစိမ်ပေါ်သောမင်းတို့ရဲ့ဒုက္ခကိုလည်းပဲလှလှခံစားခွင့်ရနိုင်လိမ့်မည်မဟုတ်ပါဘူးမူးမတ်လိမ္မာတို့ဒီကမင်းလိုလိုက်၍မင်းကြိုက်ကိုသာရှောက်တင်လေးမရှိဘဲနဲ့တိုင်းရေးပြည်မှုကိုကြည်ရှု၍နိုင်ငံနှင့်မင်းအချင်းချင်းမဆက်ကြအောင်သာတင်လျောက်စီမံလေးရှိကြရဲ့မလိမ္မာတဲ့မူးမတ်တွေကတော့အခွင့်ကောင်းတာအခွင့်သာတော့ခက်နဲ့သာကြုံကြိုက်မယ်ဆိုလို့ရှိရင်မင်းလိုလိုက်ပြီးတော့မင်းကြိုက်တင်ကမိမိတို့ရဲ့အကျိုးကိုသာပြုလုပ်စည်းဖို့တင်လျှောက်ကြတယ်အကျိုးတော်မူးမတ်တွေကလည်းပဲတိုင်းသူပြည်သားတွေရဲ့မျက်နှာကိုမကြည့်ဘဲနဲ့ဘရင်အကျိုးတော်တစ်ခုတည်းသာကိုကြည့်ရှုပြီးတော့ရွှေတိုက်ငွေတိုက်ဘန္နာတိုက်ဘန္နာစင်းများတိုးပွားလေအောင်ကြံဆောင်ပြုလုပ်တတ်ကြတယ်ဘရင်မင်းကိုမြောက်တင်ပင့်ကအမအားဖြင့်မြင်တော်လည်းပဲပြင်ဆင်တမ်းမှတ်မှုပြုလုပ်လေမရှိပဲမြင်းစိုးရာဇာကတိုင်းပြည်ကိုအုပ်ချုပ်သည့်ဆိုရာ၌တိုင်းပြည်ရဲ့တာဝန်ကြီးကိုတဦးတည်းနဲ့ဆောင်ရွက်နိုင်တာမဟုတ်ပါဘူး။မူကြီးမရမှာစပြီးတော့ရွာတကြီးဟုဆိုရတဲ့မူးမတ်ငယ်များတို့တိုင်အောင်တိုင်းပြည်ရဲ့တာဝန်ကိုဆောင်ရွက်ကြရတယ်။ရွာတကြီးများဟာလည်းပဲမူးငယ်မတ်ငယ်စည်ရင်မှာထည့်သွင်းရမယ်ဖြစ်တယ်။ထိုမူးမတ်တို့ကလည်းဆိုင်ရာတို့နဲ့ဖြောင်းမှန်မှန်ကန်စွာစီရင်အုပ်ချုပ်ကြမယ်ဆိုလို့ရှိရင်ပြည်သူနဲ့မင်းအချင်းချင်းစန့်ကျင်ဘက်ဘယ်တော့မှဖြစ်မှာမဟုတ်ပါဘူးမူးမတ်နဲ့မင်းတို့လည်းပဲချင်းချင်းကျေးဇူးပြုကပြည်ရွာတိုင်းကားဤစီးပွားချမ်းသာနဲ့မင်္ဂလာကျက်သည်တိုးရတိုးကြောင်းကိုဆောင်ရွက်ကြရသောပုဂ္ဂိုလ်များဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြီးကိုဘုတ်ယူသည်ဘုတ်ကိုကြီးယူသည်ဆိုသောစကားကဲ့သို့မင်းကလည်းပဲမူးမတ်တို့ရဲ့တင်လျောက်ချက်တွေကိုအလေးမူမတ်တို့ကလည်းပဲမင်းရဲ့မိန့်တော်မူချက်တွေကိုပြောဆိုချက်တွေကိုအလေးမူကအရေးယူကနဲ့တိုင်းပြည်ရဲ့တာဝန်ကိုဆောင်ရွက်သင့်ကြပါတယ်တခါတရံမှာဖြစ်တတ်တဲ့သဘောတရားကတခါတလေမှာမင်းကတကိုးထက်မြက်လုံးရဲ့မူးမတ်တို့ရဲ့စကားကိုနားမထောင်ဘဲနဲ့မိမိအလိုတစ်ခုတည်းနဲ့သာထင်တိုင်းပြုတ်လုပ်တတ်တဲ့အကျင့်တွေလည်းပဲရှိတတ်ပါတယ်ရာဇဝင်သမိုင်းကိုပုံဆောင်ပြီးတော့ပြရမယ်ဆိုလို့ရှိရင်ပကံကြီးရဲ့နောက်ဆုံးဘုံကြီးတဲ့တရုတ်ပြည်မင်းဟာတကူအာနာလွန်စွာပြင်းထန်မိမိထင်တိုင်းသာပြုလုပ်ကြင်ကြံတတ်မူးမတ်များကိုဘေးချိတ်ထမ်းတဲ့ကဲ့သို့ပြုတယ်တခါတော့တရုတ်တန်အမှန်များဆက်ရောက်လာရာဘယင်မင်းမြတ်ကတရုတ်တန်များကိုမချစ်မကန်နှိစ္စကလူပြုမယ်ရှိရာအမတ်ကြီးဖြစ်တဲ့အနန္တပစ္စည်းကတန်အမတ်ကိုနှိစ္စကလူမမူတင်ကြောင်းအရှိကိုမျှော်ထောက်၍အထက်ရလျောက်ကျင့်တော်မူတင်ကြောင်းနှင့်ရှောက်တင်ပါတော်လည်းပဲတဲ့အမတ်ကြီးရဲ့စကားကိုမနာယူဘဲနဲ့တရုတ်တန်အမတ်များကိုတတ်တဲ့အခါမှာတရုတ်နိုင်ငံကအမျက်ဒေါသပြင်းစာထွက်ပြီးတော့မြန်မာနိုင်ငံကိုတရုတ်စစ်ကြီးချီတက်ချင်းလင်းဝင်ရောက်နေရာဘယင်နဲ့တကွာမူးမတ်ဘိုးဘာတစုတို့မခုခံနိုင်တဲ့အတွက်ကြောင့်ပကံပြည်မှမွန်နိုင်ငံပသိမ်မြို့သို့အမြန်စုယုံထွက်ပြေးကြရတယ်အဲဒီလိုထွက်ပြေးရင်းကပဲမင်းလည်းပဲနိုင်ရွာဆန်သွားတယ်ပကံပြည်ကြီးနဲ့တကွာမြန်မာပြည်လည်းပဲတရုတ်စစ်သည်တို့ရဲ့နေခြေပြတ်တဲ့ပျက်စီးတင်းရတယ်အဲ့ဒီအချိန်ကစပြီးတော့ပကံတို့ဒီဟိုရှိရခင်ကလိုအခြေအနေမဖြစ်ထွန်းနိုင်ပဲနဲ့တိမ်ခေါ်ပြီးတော့သွားရတယ်ဒါဟာမင်းတမရဲ့မူကြီးမရသေနာပတိပညာရှိတို့ရဲ့စကားကိုနားမထောင်ဘဲနဲ့ထင်ရဆိုင်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်ခံရတဲ့ဒုက္ခတခါတည်းမှာမင်းဤဩဇာအရှိန်စောအာနုဘောပြော့ညံ့တယ်တချို့မင်းတွေကြတော့ဩဇာအရှိန်ဝါအာနာပါဝါပြော့ညံ့အဲဒီလိုပြောညံ့တဲ့အခါကျတော့လည်းပဲဘာဖြစ်တဲ့သလဲဆိုတော့မူးမတ်တို့ကတကူအာနာကြီးမားပြီးတော့မင်းရဲ့မျက်နှာကိုမငဲ့ကွက်ဘဲနဲ့သူတို့ထင်ရရှောက်ပြီးတော့လှုပ်တဲ့အတွက်ကြောင့်မို့လို့လည်းပဲတိုင်းနိုင်ငံပျက်စီးတတ်ပါတယ်မြန်မာပြည်ရဲ့ရာဇဝင်သက်တွေကိုပြန်ကြည့်မယ်ဆိုရင်တေခေတ္တရာပြည်မြို့အဆုံးစွန်မင်းပြုတဲ့သူပညာနဂရစေနာမင်းဟာလာကဲ့သို့ကျင့်လွန်အားကြီးတဲ့ဖြင့်တကူအာနာပြော့ညံ့နေမူးမတ်တို့ထင်တိုင်းကျင့်သောကြောင့်မြို့နယ်တကွပျက်စီးရတယ်ပကံပြည်မှာတရုတ်ပြည်မင်းရဲ့သားတော်ကျော်စွာလဲထုံနည်းတူစွာတကူအာနာပြော့ညံ့လာတဲ့ဖြင့်ရှမ်းပြည်တော်3ဦး
စတဲ့မူးမတ်တို့ရဲ့တကိုးကကြီးကျယ်လွှမ်းမိုးလျက်ပျက်စီးခြင်းမလားပျက်စီးရတယ်ရံပန်ရံကဘယင်မင်းမြတ်ကမူးမတ်တို့ရဲ့အပေါ်မှာနစ်နာအောင်ကြင့်ပံများ၍မင်းရဲ့အပေါ်မှာစိတ်နှလုံးနစ်နာကြသောကြောင့်မင်းရဲ့ကျိုးမဲ့ကိုသာပြုလေခြင်းကြောင့်လည်းပျက်စီးတတ်ကြပါတယ်ရာဇဝင်သက်တည်ကတော့ဟန္တာဝရီစင်ပြူရှင်မင်းတရားကြီးရဲ့သားတော်ငါးစုသားရဲ့ကသည်အလွန်ဘုန်းတော်ကြီးမှန်သောဘယင်မက်မြတ်ရဲ့သားတော်ကြီးဖြစ်တဲ့အတိုင်းစိတ်နေစိတ်ဓာတ်မြင်မချွန်လွန်အားကြီးလာ၍မူးမှန်များကိုမြောက်စားသမျှမြောက်စားခြင်းအလေးမူတိုင်းသမျှအလေးမူခြင်းကိုမပြုဘဲတိုင်းနိုင်ငံနဲ့မူးမတ်တို့ရဲ့အပေါ်မှာအနေအချမထီမဲ့မြင်ပြုခြင်းများခဲ့လေရာမူးမတ်အပေါင်းတို့ကစိတ်နာ၍အကျိုးတော်ကိုဖိဖိစီစီမဆောင်ရွက်ကြဘဲနေရာတောင်မူဘယင်ကဟန္တာဝရီကိုကြံစီတဲ့အခါမှာမူးမတ်တို့ကတောင်မူဘယင်ဘက်သို့ဂျိမ်းလိုက်ကြတဲ့ငါးလူတော်ရဲ့ကနဲ့တကွဟန္တာဝတီပြည်ကြီးလည်းပဲပျက်စီးသွားရတယ်ရံပန်ရံကမင်းနဲ့မူးမတ်တို့သည်သူငယ်ချင်းကဲ့သို့အယောတဝင်များလုံး၍ဘယ်သူစကားကိုမှအရေးကြီးလာသည်မထင်ပဲပျော်ရွှင်မှုစသည်တို့ဖြင့်မိမိတို့ရဲ့စိတ်ကြိုက်နဲ့အလိုအလိုက်ပါသာမေးလျော့ပေါ့တန်စွာနေကြရာတိုင်းနိုင်ငံတည်၍ပြက်ကင်းစိုက်တဲ့ကြောင်းကိုလည်းပဲရာဇဝင်တတ်တယ်မှာအင်းဝမြို့မှာဟန္တာဝရီမင်းလက်ထက်တော်အခါမှာမူးမတ်နဲ့မင်းတို့ရဲ့နေထိုင်ကြင်ကြံမှုအချင်းချင်းတူပြီးတော့အယောဝင်များလုံး၏အင်းဝနေပြည်တော်ကြီးပျက်စီးရိုင်လဲရခြင်းဖြစ်တယ်ထို့ပြင်တိုင်းဓမ္မတောင်ကုန်မြို့နတ်ရှင်တော်ဘယင်ရဲ့လက်ထက်တော်အခါတွင်လည်းဟန္တာဝရီပြည်ကြီးကိုအောင်မြင်နှိမ်နှင်းပြီးတော့ဟန္တာဝရီကောင်းစားစဉ်ကစုဆောင်းရထားတဲ့ထီမွေနန်းမွေရွှေငွေရတနာအပြည့်အစုံစာဆိုတော်ပညာရှိမူးမတ်မှစရဘိုးပါမူးမတ်များအပြည့်အစုံမင်းကြီးညိုတပင်ရွှေတိဟန္တာဝတီဆင်းပြရှင်ဒီဟုသောတကူကြီးမင်းသုံးပါးတို့ရဲ့ဆွေတော်မျိုးတော်စုံစုံညီညီနဲ့တိုက်တိုင်ဝုံဝုံပျော်ပါပြီးတော့စံစားနေကြတဲ့အခါမှာလက်ရှင်တော်ဘုရင်ကလည်းပဲယဉ်ကျေးတဲ့ကြပြာဂီတနဲ့ဒုတိယမျိုးမျိုးတောက်ပတ်မှာဝါသနာကြီးတော်မူတယ်စာဆိုတော်ပညာရှိကလည်းပိုးများသဖြင့်ကြပြာလင်ကအရင်ကျင်းမှုကိုသာဂရုတစိုက်ရေးသားဖွဲ့ဆိုရှောက်တင်ပြောရှင်ရနေကြတဲ့အခါမှာတိုင်းရေးပြည်မှုကိုဂရုမပြုခြင်းနှဲပါသောကြောင့်ညောင်ရမ်းမင်းတရားရဲ့သားတော်ကြီးခြေတက်တိုက်ခိုက်လေရာမင်းနဲ့မူးမက်ကြပြတဲ့လူရင်ကြီးတစုမှမခုခံနိုင်မဲ့အရှုံးပေး၍တောင်မြို့ကြီးထီးနှံပြက်ပြုံးရလေတယ်ဒါရီဟာရာဇဝင်သမိုင်းမှာပေါ်ပြခဲ့တဲ့တာတကတွေပါပဲ